လူရင်းနဲ့တရှိအောင်လို့ဆိုပြီးတော့နတ်သက်ဖြူတော့လိမ့်တယ်နတ်သက်ဖြူတရားနတ်သက်ဖြူအစီနတ်သက်ဖြူအစီလိမ့်တိုင်းနတ်တရားရှစ်တာမဟုတ်ဘူးနော်နတ်တရားရှစ်တာမဟုတ်ဘူးဒီနတ်သက်ဖြူအစီလေးကိုစွတ်ပြီးတော့ဖျားရှိခိုးဖျားတရားလေးလှုပ်စိတ်ကောင်းလေးမွေးမေတ္တာလေးပို့လူတွေကိုလည်းမေတ္တာပို့နတ်တွေကိုလည်းမေတ္တာပို့စိတ်ကောင်းလေးထားနော်ဒီနတ်သက်ဖြူအစီလေးသိလားအားကြတော့မလို့ရေရှိုးပြီးတာနဲ့အဝယ်စားတက်စစ်စင်လေးလဲပြီးရင်ဒီနှစ်သက်ဖြူစီလေးကိုစွတ်ပြီးတော့ခါကြတော့ဖျားကတော့နတ်တွေကိုမြတ်တာပို့လူတွေကိုမြတ်တာပို့30မော့အကုန်လုံးကိုမြတ်တာပို့เนาะဒီလိုလေးဒီဘူးလေးကလေမင်းခန့်ထုတ်ထားတဲ့နတ်သက်ဖြူအစီဘူးလေးအထက်ထဲမှာနတ်သက်ဖြူအချောင်းလေးလည်းပါတယ်သူကတဘူးကို2000နဲ့မှ1000မှာမှာလို့ရပါတယ်เนาะမှာလို့ရတယ်ဒီမှာပတ်လင်းလေးက4000လေသူ့ရဲ့အနံ့လေးကလေမှုေးနေတာပဲသိလားတကယ်ကောင်းပြောတာဒါလေးကိုစွတ်ပြီးတော့ဖျားတရားလို့လူတွေတင်မကောင်းနတ်တွေကပါလိအတန်လေးကမှုေးပြီးတော့ရှစ်စေပါတယ်အကြတော့ဖျားတရားလေးလှုပ်ရှင်ဒီနတ်သက်ဖြူအစီလေးကိုစွတ်ပြီးတော့လှုပ်ပါအနံလေးကမှုေးပြန်လေးဖြစ်စေပါတယ်